America မှာ non-alcoholic beverage က zero alcohol percentage ကိုဆိုလိုတာလားဒါမှမဟုတ်ဘယ်လောက်ရာခိုင်နှုန်းထိခွင့်ပြုထားတယ်လဲဆိုတဲ့မြေကွန်းမှာကဲသင်စဉ်းစားကြည့်ပါတကယ်တော့ non-alcoholic က zero alcohol percentage လို့ပြောချင်တာမဟုတ်ပါဘူးသူမှာအရက်နည်းငယ်ပါဝင်နိုင်ပါတယ်ပါဝင်နိုင်တာကိုခွင့်ပြုပေးပါတယ်ဘာဖြစ်လို့လဲဆိုတော့ fruit juice တွေလုပ်တဲ့အခါမှာယောဂအတင်းကျင်လုပ်တဲ့အခါမှာ non-alcoholic beer တွေအဲ့လိုလုပ်တဲ့အခါမှာဒီမတော်တဆတွေ fermentation လေးတွေဖြစ်သွားတာမျိုးရှိတယ်အဲ့ဒါလေးတွေကိုခွင့်ပြုထားတယ်နောက်တစ်ခုက vanilla extract တို့ citrus extract ဒီတမယာရှောက်ခွန်အဲ့ဒါတွေကို extract လုပ်ချင်တယ်ပြီးရင် arbor တွေဒီ parsley တွေပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်တဲ့ drink တွေလုပ်ချင်တဲ့ခါကျရင်သူကအရက်နဲ့စိန်ရတာဖြစ်တဲ့အတွက်သူ့ရဲ့အရက်ကဓာတ်လေးတွေနဲ့ပါဝင်လာနိုင်တယ်ပေါ့နော်အဲ့ဒါလေးတွေခွင့်ပြုရတယ်နောက်ပြီးတော့ ginger beer လုပ်တဲ့ခါမှာလည်းfermentation ဖြစ်တဲ့အတွက်alcohol နည်းနည်းလေးတော့ပါလာတယ်ပေါ့နော်အဲ့တော့ America မှာ non-alcoholic beverage ဆိုတာ zero alcohol ကိုပြောတာမဟုတ်ပါဘူး 0.5 percentage အောက်ရှိတဲ့ကောင်းတွေကိုရှိတဲ့ beverage တွေကို non-alcoholic beverage လို့သတ်မှတ်ပါတယ်ဆိုလိုတာကတော့အောက်ဆရာတစ်ခုကရက်ပါဝင်မှု 3.5 မကျော်ရင်သူဒီ non-alcoholic beverage မှာပါဝင်ပါ